ကဲဒါတော့ခုတော့တောင်ဝိုင်းရဲ့တောင်ထိပ်ပေါ်ကိုရောက်နေရပါအရန်ကို feeling လေးကအရန်ကိုရင်ထဲမှာဘယ်လိုပြောရမလဲလက်နဲ့အေးချမ်းအဲ့ feeling တခါမှမရဘူးပါဘူးကဲအခုကျွန်တော်တို့တောင်ဝိုင်းတောင်တက်တော့မှာဖြစ်ပါတယ်ခင်ဗျအခုတော့နေပူပူမှာပေါ့နော်ကျွန်တော်တို့fashion show မှာဘောင်းမီထိုးနေ fashion showမမတ်ကြီးတက်ကတာဖြစ်တဲ့အတွက်မို့လို့တော်တော်လေးရောပင်ပန်းပါတယ်ဒါပေမဲ့လည်းသူများတွေလူလိုင်းပေါ်မှာ1ကာကမနီယိုကပရင်းနီယိုအဲ့လိုချင်းလေးနဲ့ဗျာကျွန်တော်လည်းစော့ကျင်တော့ပင်ပန်းခံယူရတက်ကတော့ပေါ့ဗျာတိတော်လေးရိုက်ချင်တော့ဒါပေမဲ့တော့သူများကရိုက်တာတော့လုံးဝဟိုလှပနေရပင်ပန်းတော့မရိုက်ပြအောင်ဥမာကိုယ်တက်မှာပင်ပန်းတော့ဘယ်ပင်ပန်းလဲမှာကြည့်တန်းနေလူတော်မှအဲ့လိုမျိုးပေါ့ဗျာကဲအခုဒါဆိုတော့ဒါရောက်ခံနေပေါ့နော်ပေါ်သူရောက်ပါပြီပေါ်လဲရောလူရုံမပေါက်တော့ကဲနောက်ဆုံးမှတော့ရောက်ခဲ့ပါပြီဗျာလုံးဝအမျော်ကင်းရနေအော်ကောက်ကိုကြော်ကြည့်ရတဲ့ဖော်ကီလီကဘောကာနဲ့မှမလော်ကင်းနိုင်ဘူးဗျာလုံးဝအရန်လှပါတယ်ပေါ်ကကြည့်ရဖြူကသူကဗီဒီယိုတည်းရဲ့ကဲဒါတော့ခုတော့တောင်ဝိုင်းရဲ့တောင်ထိပ်ပေါ်ကိုရောက်နေရပါအရန်ကို feeling လေးကအရန်ကိုရင်ထဲမှာဘယ်လိုပြောရမလဲလက်နဲ့အေးချမ်းအဲ့ feeling တခါမှမရဘူးပါဘူးဘေးပုံဝင်ကျရှိုးကြည့်လို့ရမ်းလှကဲအိုးမစီဒီလေးနဲ့ကဲနောက်ဆုံးမှာတော့ကျွန်တော်တို့တွေဖျားလဲဖူးသွားပြီတောင်ထိပ်ပေါ်လည်းကြောက်ဖူးသွားပြီတစ်တော်ကြီးလည်းရိုက်သွားပြီဆိုတော့မိုးရွာလို့ဆိုပြန်ရွတ်ဆင်းပြေးလာတာပေါ့နော်အတက်ကခက်ခဲတော့အဆင်းရတော့အရင်မခက်ပါဘူးအဆင်းရတော့လွယ်ကူပါတယ်အတက်ကိုတနာကြီးတစ်မျိုးခံရတယ်အတက်လည်းတစ်မျိုးခံရတယ်အတက်ကိုတနာကြီးဝဲဟလားတက်ရတယ်တဲ့အဆင်းကိုကြောင့်နိုင်ဝဲတက်ကြတယ်ပြောရတယ်တနာကြီးနိုင်ဝဲဆင်းရတယ်ပြောပါအေးနိုင်ဝဲဆင်းရတယ်အဆင်းလုံးဝမစောက်တယ်ပြတောင်ကြီးကတက်ကတာမမတ်ကြီးဖြစ်နေတက်ကပင်မန်းနဲ့တက်ကတာတို့ဆွဲကပင်တောင်တွေပါရကြတော့ပြပြလေးတက်ကတာတဲ့သူဒီကောင်ကကြတော့မတ်တော့ကြီးတက်ကတာမတစ်ချက်ရှိုးကြည့်မပြဘူးဘယ်လောက်ဒီမက်လဲဆိုတော့တန်းနေပါလို့တော်သေးတယ်တန်းပါရပြုတ်ကြပါမှာဟိုးမအဲ့လိုโอเคပါဒါကျွန်တော်ဘယ်လိုလေးရိုက်ပြတာပါကျွန်တော်ပြန်ဆင်းပါပြီဆိုတဲ့အကြောင်းဖန်တို့ရောက်တဲ့သူများလဲရှိရင်လည်းနောက်ကြရင်ဒီတောင်ပါတောင်ဝိုင်းတောင်ရောက်လမ်းကကိုဖိတ်ခေါ်ပါတယ်ရောင်းလာကြပါပေါ်မှာရမ်းတဲထိတ်ရင်ပူလေးပေါ့ဗျာပေါ်ရောက်ရင်တော့ပြန်ပေါ်ရောက်ရင်တဲထိတ်ရင်ပူလေးဒုံတော့ထူလေးပါတုံးရဲ့ရမ်းလာသူကလမ်းမှာသူကဒီလိုအမိုက်ပုံးလေးလည်းနောက်မှာထားပြီးထားတယ်နော်အင်တာတွေပါလည်းရှိတယ်တွားတွေပါလည်းရှိတယ်နောက်မှာနော်ကဲဘာပြောနေလဲမရူနိုင်တော့ရမ်းပဲโอเคပါဆိုရင်နှုတ်ဆက်ပါတယ်ဘိုင်ဘိုင်တဒါဆင်းလိုက်ပါဦးမယ်